ကဲဒီနေ့ကတော့ flash ချောင်းရဲ့ song ချမ်းနဲ့ highlight moment တွေကိုတချိမှဖြစ်ပါတယ်တကယ်ရောချမ်းမှာမလားနော်မြန်မာနိုင်ငံမှာဆိုချောင်းမလေးအများစုရှိတယ်ဘာမိချောင်းတို့ flash ချောင်းလို့ရှိရပေါ့လေဒါပေမဲ့ flash ချောင်းတကယ်ရောချမ်းမှာမလားဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်မယ်နော်ကဲဒါတော့စီကတော့ဟုတ်တယ်ဟာရအဲ့ဒီ flicker ကြီးကံမလိုက်တာ oh my god နော်စကေး1ကိုကြီးကတော့30သုံးပြီးတော့မှဗျာတိလားမ30မဟုတ် triple re ကို oh my god ဆောင်းရန်ကိုမှလမ်းနေလို့ပြောလို့ရပါတယ်ဒါပေမဲ့လေတိတ်ပြီးတော့မထူးဆန်းဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒါချောင်းပလီယာတိုင်းလုံးနေကြဗျဟုတ်တယ်မလားနော်အဲ့ဒါကြောင့်တိတ်တော့မထူးဆန်းဘူးထင်တယ်ဟာ what the hell ဒိုင်းမကြီးက oh my god တစ်ချက်ပဲကန်အောင်နော်တစ်ချက်ပဲနော် brother ဟိုကချောင်းက franco တစ်ချက်ထိုးရထိုးပြီးတော့ eddie main နဲ့ leslie ကိုတစ်ချက်ပဲကန်အောင် okay ဒီခေါက်မှာ flash ချောင်းအနေနဲ့ဘာလုပ်ပြမယ်ပေါ့လာတော့လာပြီပေါ့လေနိုလန်ကတော့ဒီမှာချောင်းနေတယ် flash ချောင်းချောင်းပြီးတော့တတ်မယ်ပေါ့လေဟဲ့ဘေးရဒါပေမဲ့မရဘူးလေ flash ချောင်းက flash ချောင်းပဲလားနော်ဒါရှုပ်လို့မရဘူး okayကဲသူ့အနေနဲ့ကတော့ဘာလို့ပြမသိတော့မယ်ချောင်းသိပြီဖုတ်အားရဖလီကာနဲ့ oh my god ဒါကြီးတော့တော်တော်လေးလမ်းတယ်လို့ပြောတယ် game set အားရှိတယ်ဗောလေဟာဒါတော့ဗျာတီလာစကေးတူးနဲ့လာတဲ့ချိန်မှာဖလီကာနဲ့တာဝါတွေကို AC လေးဝင်သွားတာနော်ပြန်ကန်ပြလိုက်တာတော်တော်စကေးတော့မဟုတ်ဘူးလားဒီ YouTube channel က brother အနေနဲ့ subscribe လုပ်ထားဖို့ကိုပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ subscriber 1k ပြည့်ုံနဲ့ဗျာ epic skin တစ်ခေါက် giveaway ပေးမှာ။အဲ့တော့တကယ်လို့ subscriber 2k ပြည့်တော့လို့ရှိရင် epic skin နှစ်ခေါက်။ Okay ။အဲ့တော့ကြောင့်မို့လို့ကိုက subscriber 1k ပြည့်တိုင်းမှာ epic skin တစ်ခေါက်စီပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ဖို့ပြောချင်ပါတယ်။ကဲအခုလောလောဆယ်ရတော့ flash ချောင်းတယောက်အသေးကွဲနေပေါ့ဒီ။အဲ့လိုအသေးကွဲနေတဲ့အခြေအနေထားတစ်ခုမှာသူဘလို့ကြမ်းပြမှာလဲကျွန်တော်တို့တစ်ချက်သွားကြည့်မယ်နော်။ Okayသူများတခါကြီးလို့မဟုတ်တည်ရမလား flash ကြောင်လို့ဆိုတာအသေးခွဲလေးကျန်းပြီးသားဟောသူများတခါကြီးဆိုလို့ရှိရင်တဲခွဲကမစားနိုင်မတော့နိုင်သူကလို့မဟုတ်တဲခွဲလေးကျန်းပြီးသားပဲ triple re ကိုပါပြပြီး AC လေးပဲ hair ပေးလိုက်မလားတော့ရှုပ်လို့မရတဲ့အနေထားမှာပါတယ်ဗောလေ brother တို့ရောကိုယ်သဘောကြပြီးတော့တကယ်ကြိုက်တဲ့ချောင်းပလီယာပါရှိတာချီကိုမှမှန်တော့လို့ရတယ်ဒါမှမဟုတ်ကိုကချောင်းပလီယာဆိုလေပွဲရည်အတွက်နဲ့ win rate ကိုကြွားသွားလို့ရတယ်ဗျာဘာဖြစ်လို့ဆိုတော့တကယ်အန်ဂျလာလေးပါလေးကဘူးဝေးစင်စိတ်ရှိလို့ရှိရင်အကောင်လေးပါလေးလာအပ်မှာပေါ့နော်ဟုတ်တယ်မလားအဲဒါကြောင့်မို့လို့ကိုနေနေက ID လေးတွေမ ID တောင်ဖြစ်တယ်ကိုနေနေကဒီချောင်းရင်ပွဲရည်အတွက်ဒီကိုကြွားတော့ရပါတယ် brother တို့က flash ချောင်းကိုချောင်းတကောင်နဲ့ကင်နေတယ်လို့ထင်တာလားမဟုတ်ဘူးနော် brother Julian မှာကင်နေတယ်ဆိုတော့ဒီမှာတက်သိပြသွား show လိုက်အလှကြီး free style လုံးဝကိုမှကျန်းတယ်လို့ပြောလို့ရပါတယ်နော်ဘာကြောင့်လဲဆိုတော့တချို့တွေရှိရလေ one hero pro လို့ပါတော့ဘယ်ရမှာတော့နော် flash ချောင်းဒါမျိုးလန်စားလို့မရဘူးဟိုဝူရှူဝိုင်းဖြစ်သွားမယ်ဆိုတဲ့အတိုင်းပဲနော်ဟိုကျိုးမြတာအနေတော့ချိုးလုံးဝကိုမထင်မှန်ထားဘူးဗျာဖြုံးနေဆိုပြီးကိုနောက်ရောက်လာတယ်ချစ်ချင်းပဲတန်းပြီးရှော့သွားတယ်ညအဲ့လိုမျိုးဆောင်းချမ်းတဲ့ player ရယ်ဆိုစော့ကြည့်တာမဆမ်းပါဘူးဟုတ်တယ်မလားကိုအနေနဲ့ကလန်တစ်ချောင်းကိန်းစော့နေပြီးတော့မချမ်းတဲ့ player ရှိရင်လည်းကိုမှဝဲမှန်တော့လို့ရပါတယ်ပြီးသွားရင်တော့ပေါင်နာမိုလေးယူတော့ဆော့လိုက်နော်မချမ်းရင်ချမ်းအောင်လေ့ကျင့်လိုက်โอเคအဲ့လိုမှမချမ်းရင်လည်းတက်တက်လုံးဆော့ရမှာမဟုတ်ဘူး brown အနေနဲ့ရောဒီ flash ချောင်းရဲ့ဒီ gameplay highlight တွေကိုသဘောကျလာတော့မဟုတ်လို့ရှိရင်ဘယ်လိုမျိုးထင်လဲဆိုတော့ကိုမှဝင်တော့လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီဘာမိချောင်းပူချမ်းလား flash ချောင်းပူချမ်းလားဆိုတော့ပေါ့လေနော်နောက်ကြရင်တော့ဗာမိချောင်းနဲ့ flash ချောင်းနှစ်ယောက်ဘလူးပိုတာလဲဆိုတော့ကျွန်တော်တို့ comment နဲ့ကြည့်ပွားရင် blue ပိုကျန်းလဲဆိုတော့ reaction လုပ်မယ်အခုလောဆယ်တော့ flash ချောင်းရဲ့ video တွေကိုကျွန်တော် reaction လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဘယ်လောက်ကျန်းလဲဆိုတော့ပဲ brother ကိုမြင်တွေ့ရမှာ okay အဲ့တော့ဗာမိချောင်း fan တွေရှိရင်ပဲဖြစ်ဖြစ် flash ချောင်း fan တွေရှိရင်ပဲဖြစ်ဖြစ် comment မှာဝင်မှသွားလို့ရတယ်နော်ကဲအခုတစ်ခါမှဆိုလဲလေးလာနော် blue spreader skin နဲ့ဟုတ်ပြီ flash ချောင်းဝင်လာတယ်သေပြီလေနော် flash ချောင်းကန်လို့တော့မသေဘူးဆိုတာမရှိဘူးသေပြီဟာမဟုတ်သေးဘူးလေမဟုတ်သေးဘူးသေရမှာလေအမဲမခံတာအဲ့ရောက် flash ချောင်း recall ပြရတာဒါတော်တော်တတိမဟုတ်ဘူးနော်ဘာမိချောင်းတွေ့ recall မပြနဲ့မဟုတ် flash ချောင်းတွေ့ရင်လည်း recall မပြနဲ့ဝူရှူဝါးကြီးဖြစ်ကုန်မယ်ကိုကြည့်တော့ဒီလေးလာကင်ထားရပေါ့လေမစမန်ကြီးကင်ပြီးတော့ချောင်းမူနော် recall ပြရတာဒါတော်တော်စကေးတော့မဟုတ်လားချောင်းပလီယာတွေကိုဘယ်တော့မှ recall တော့မပြနဲ့ဘာဖြစ်လို့အဲ့လိုမျိုးပြောရလဲဆိုရင်ကိုတိုင်းကလည်းချောင်းပလီယာဖြစ်တဲ့အတွက်ကြောင့်မလို့နော်မပြစေချင်ဘူးဘာဖြစ်လို့ဆိုတော့ချောင်းပလီယာကို recall ပြလို့အဲ့တပွဲလုံး brotherစေပလီးတာကစားလိုက်တော့နောက်မဟုတ်ဆိုရင်အသေးခံပြီးတော့ဝင်ကျုံးပါအခုဆိုတဲ့ရှိုးလိုက်သွေးပြေးကန်တွေအခုမှစပေါ်ရနော်ဥချင်ဖုံးနေရှိုးသွားမယ်သိလားအဲ့လိုမျိုးကချောင်းပလီယာပဲလုံးနိုင်တာကြံတဲ့သူတွေမလုံးနိုင်ဘူးအဲ့ကြောင့်မို့လို့ချောင်းပလီယာတွေကိုလေမတိုက်ဖို့ကိုပြောချင်တယ်โอเคကဲအဲ့တော့နောက်ထပ်ဘာတွေများကျဲမရအောင်လဲဆိုတော့ကြည့်မယ်အမေဟုတ်ဒီ customer နော်ဂူရှင်ကိုလေ့ကျင့်နေတယ်โอเคသူ့အနေနဲ့ကတော့ဂူရှင်ရဲ့ဒီ update ကိုပြောပြနေရပေါ့လေ wall တွေကိုအထူးကြီးကြော်လို့ရသွားပြီဆိုတဲ့အကြောင်းကိုပြောပြနေတာနော်ရတယ်အဲ့တော့ flash ချောင်းအနေနဲ့ရောချောင်းအပြင်တခြားဂူရှင်တွေပါတွေရောကျန်းပါမလားကျွန်တော်တစ်ချက် show မယ် okay tower ထဲမှာဟဲ့ဟိုဗာလေကျွန်တော်တို့ဒီ animate ပတ်ပေးထားတာကိုအသုံးချပြီးတော့မြန်းနေနော်တော့ရှုပ်လို့မရဘူးနော်ချောင်းတကောင်နဲ့ရတာမဟုတ်ဘူးနော် brother okay ဒီမှာဆိုလဲဟုတ်တယ်2%1သွားပြီမိုးပြီလေညီလေးရဲ့ဘာကြောင့်လဲဆိုတော့ဟာယာဘူဆာကနာကျင်လို့နင်ဂျာလုံးနေပါတယ်ဆိုမှဟိုအန်ဂျလာလေးပါဝင်ပူးပေးလိုက်တော့ကျန်းပြီပေါ့ဟာ
ဘလူးတော့တက်သွားတာတပေခီးဒမ်းမေးကြီးကအိုးကျွတ်စင်ကြီးနော် brother ဒမ်းမေးကြီးကသွားရှုပ်လို့မရတဲ့ထဲမှာပါတယ်နော်ဟောလုံးဝကိုသွားရှုပ်လို့မရဘူးဘာဖြစ်လို့ဆိုဝင်လာဗျဓာတ်ပဲသိမ်းရသေးတယ်အမသိပြီလားမသိဘူးအကုန် Oh my god ဒီလိုဒမ်းမေးမျိုးနေဆိုရင်တော့ဂျင်းတွေပေါ့အေးပေါ့လေကျန်းနေဆိုတာကလေပြောစရာအောင်မလို flash ချောင်ဖြစ်နေလို့ကျန်းတာ Okay ဒီခေါက်မှလည်းကူရှင်ကိုင်းထားတဲ့ flash ချောင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါတွေဟဲ့ရအဲ့လောက်ကြီးမြန်လာကြတော့မလွန်လုံးလားနော်ဥစ္စာပဇာနာဆိုလို့ရှိရင်ဘယ်ကနေပြီးတော့ဟုတ်တယ်နော်သုံးစင်းထူတော့ရှောင်ပြသွားတာအလားကြီးဗျာပြန်ပြီးတော့ကျုံးရတော့တာလုံးဝအလားကြီးပဲကဲအဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲနောက်နေ့ကျရင်ဒီထက်ကျန်းတဲ့ဗီဒီယိုနဲ့အတူတူပြန်လာခဲ့ပါမယ်